မင်္ဂလာပွဲမှာသူတို့တမီးရန်လုံးမဲ့ညီမလေး press on လေးမာထားလေးကိုလုပ်ပေးနေရပေါ့နော်အခုကတော့လုံနေတန်လန်ကြီးတော့ဒီအပေါ်ကတ်အိုင်းကို steep ပို့မယ်ပေါ့ဒီလို design လေးပေါ့နော်အခုတော့9ချောင်း PPT ပေါ်ကနေ top ကိုထပ်အောင်မယ်ပေါ့နော်ဒီ steep ပို့တာလေးဒီတောင်ချိုးလေးတွေကိုတည်တက်လေးနဲ့ကတ်အိုင်းလေးကိုအလယ်မှာပြန့်အောင်ဖြန့်ထားရပေါ့နော်โอเคအားလုံးပြီးရင်တစ်ချက်ပြန်ပြပေးပါမယ်ဒီလိုမျိုးလေးပါနောက်ဆုံးတော့အကုန်လုံးပြီးပါပြီမင်းတို့ဆိုင်မှာ press နေလေးပေါ့နော်ကိုကတကယ်လို့ဆိုင်မှာလာလို့ဖို့အချိန်မရှိဘူးဆိုရင်လက်အတိုင်းနဲ့တိကျကျလေးတိုင်းပြီးတော့မိမိစိတ်ကြိုက်ဒီဇိုင်းလေးတွေကိုမင်းတို့စီမှာအပ်ထားတယ်ဆိုလို့ရှိရင်အမြန်ဆုံးလုပ်ပေးပါတယ်ပေါ့နော်ဒါတချို့ customer ဆိုလို့ရှိရင်ဆိုင်မှာလုပ်ဖို့အတွက်အချိန်မရှိဘူးဆိုရင်မင်းတို့အဲ့လိုမျိုးလုပ်ပါတယ် ready made ရောင်းတာမျိုးတော့မဟုတ်ပါဘူးเนาะအားလုံးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်